also myself အကြောင်းနဲ့ပြောမယ် myself အကြောင်းနဲ့ပြောပြီးတော့မှဒီဟိုဟာသင်္ဘောကိုစီးခဲ့တဲ့ metal အကြောင်းနဲ့သူ mission မေးနေမယ်ဒီပေါ် sea time တွေပေါ့ပြီးတော့မှဒီ engine room watch နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီမှာရေးသားဖော်ပြထားပါတယ် taking over the watch တာဝန်ရေးပြောင်းယူခြင်း interviewer what do you check before taking over the watch ဒီ duty watch တာဝန်မယူခင်ပါတယ်အရင်စစ်မလေးပေါ့အဲ့ဒါ interview ဖြစ်မဲ့လူကတော့ before taking over the watch I will check the logbook for any previous issues check the page levels and verify the running machinery status and also make sure there are no ongoing alarms မြန်မာလူကတော့ဒီကျွန်တော်တို့ watch မယူခင်မှာအရင် watch metal logbook တွေကိုဖတ်မယ်ကြည့်မယ်ဒီ pressure တို့ temperature တို့ကြည့်မယ် major level ဘယ်လောက်ရှိလဲကျွန်တော်ကြည့်မယ်အလဲလာကြည့်မယ်ကျွန်တော်လေပတ်နေတဲ့ service တွေရဲ့အခြေအနေတွေကိုစစ်စစ်မယ်နောက်ပြီးတော့မှဒီလက်ချီတက်နေတဲ့အလန်းတွေကိုချင်းမချီစစ်စစ်မယ်နောက်တစ်ခုကတော့ during the watch ဒီကျွန်တော်တို့ဒီ watch အတွင်းမှာပေါ့ interviewer what are your main duties during the watch ကျွန်တော်တို့ဒီ watch အတွင်းမှာမင်းရဲ့အဓိကတာဝန်တွေကပါလဲပေါ့ကျွန်တော်တို့ပြန်ပြရပါ My main duties are performing regular engine room rounds, monitoring temperatures and pressures, checking for any leakage, and assisting the duty engineer with any maintenance or operation tasks. ဒီမြန်မာလိုကတော့ကျွန်တော်ရဲ့အဓိကဒီတာဝန်ကတော့ဒီ engine ခန့်တဲ့ပုံမှန်လေးစစ်စစ်ဖို့ round ပေါ့ပြီးတော့ဆက်တွေရဲ့အပူရှင်နဲ့ဖေးရတွေကိုစောင့်ကြည့်ဖို့ရုံစင်းမှုချိမချိကြည့်ဖို့နဲ့ဒီတာဝန်ကျအင်ဂျင်နီယာခိုင်းစေတဲ့ဒီပြုပြင်ထိန်းသိမ်းရေးအလုပ်တွေကိုကူညီပေးဖို့ဖြစ်ပါတယ် Important parameters interviewer What parameters do you check on the main engine ဒီ primer engine စက်ကြီးမှာဘယ်လိုကိန်းဂဏန်းတွေကိုစစ်စစ်မလဲပေါ့ဖြေရမယ့်လူကတော့ I check the loop oil pressure and temperature, jacket cooling water temperature, and exhaust gas temperatures of each cylinder. I also check the scavenge air temperature. ဒီမြန်မာလိုကတော့ကျွန်တော်တို့ဒီ engine oil လူ oil ရဲ့ fire နဲ့အပူချိန် engine အရေးခံရင်ကျွန်တော်တို့ jacket water ရဲ့အပူချိန် cylinder တစ်ခုချင်းစီရဲ့ exhaust အပူချိန်နဲ့ဒီ scavenge air အပူချိန်တွေကိုစစ်ဆေးပါမယ် abnormal situation. Interviewer, what will you do if you see a heavy oil leak during your round? The engine can't patch in what? See the Miyaji unit at drain, Palumalevo. Ado the interview Pire Lugaro. I will immediately inform the duty engineer. If it is safe, I will try to contain the leak using SOPAP materials, SOPEP SOPAP, or put a tray on it to prevent the oil from reaching the budget. ဒီမြန်မာလိုကတော့ကျွန်တော်တာဝန်ကျအင်ဂျင်နီယာကိုချက်ချင်းအကြောင်းကြားပါမယ်။ဘေးကင်းနေဆိုရင်တော့ဒီစီတွေဘေးရည်မရအောင် SOPAP ပစ္စည်းတွေသုံးပြီးတော့တားဆီးတာဒါမှမဟုတ်ရင်ဒီ band တစ်ခုခုကိုခံတာမျိုးလုပ်ပါမယ်။ Heading over the watch. Interviewer, when will you refuse to hand over the watch? ဘယ်လိုအခြေအနေမျိုးမှာပေါ့ဒီ watch tower လွှဲပေးဖို့ညင်းဆိုမလဲဒီ interview ဖြစ်မဲ့လို့ကတော့ဒီ refuse ပေါ့ညင်းဆိုမဲ့ဟာနဲ့ပြန်ဖြေရမှာကြတော့ I will not hand over the watch if the living person is not fit for duty. Example, under the influence of alcohol or fatigue, or if there is an emergency operation currently in progress. ဒီကျွန်တော်ကိုဒီ watch လာလွှဲမဲ့လူကတာဝန်ယူဖို့လို့မသိတော်တဲ့အခြေအနေပေါ့ဥပမာမူးရင်းနေတာတို့အရန်ပင်ပန်းနေတာမျိုးဆိုရင်ဒါမှမဟုတ်ဒီ engine ခံထဲမှာအရေးပေါ်အလုပ်တစ်ခု
လုံးနေရတဲ့အချိန်မျိုးဆိုရင်ကျွန်တော်ဒီ duty တာဝန်လွှင့်ပေးပါဘူးလို့အဲ့လိုဖြေရပါမယ်ဒါကတော့ဒီ COPD အပိုင်းပေါ့ What is COPD interviewer ကမေးတယ်ပေါ့ဒါအဲ့တော့ပြန်ဖြေရမယ့်လူကတော့COPD stands for cargo oil pump turbine it is a steam driven turbine used to drive the cargo oil pumps for discharging cargo on tankers မြန်မာလိုကတော့ဒီ COPD ဆိုတာဒီ cargo oil pump turbine ကိုခေါ်တာပါဒီ၎င်းဟာဒီတန်ကာသင်္ဘောတွေမှာဒီကုန်စည်စီပေါ့ခရူဝိုင်တို့ဒီစီတို့ကို discharging ကုန်ချတဲ့အချိန်မှာဒီ cargo pump တွေကိုမောင်းနေဖို့အတွက် steam ရင်းနှီးငွေနဲ့လစ်ပတ်တဲ့ turbine တစ်ခုဖြစ်ပါတယ်ဒီဘိုင်းကတော့ဒီ COPD ရဲ့ safety tips ရဲ့အကြောင်းပေါ့ဒီ interview မှာဒါအများဆုံးဖြစ်ပါတယ်မေးခွန်းဘယ်လိုမေးမလဲဆိုတော့ဒီ interviewer ကWhat are the main safety tips of the COPD? အဲ့ဒါဆိုရင် interviewer ဘယ်လိုဖြေရမလဲဆိုတော့ The main safety tips are overspeed trip, low loop oil pressure trip, high exhaust back pressure trip. နောက်တစ်ခုက emergency stop. Overspeed trip ကဒီ stop the turbine if it rotates too fast.Low loop oil pressure trip ကကြတော့ stops if oil pressure is low to prevent damage. High exhaust back pressure trip ကကြတော့ဒီ protects the turbine from high pressure at the outlet. Emergency stop ကကြတော့ဒီ for manual shutdown in an emergency. ဒီမြန်မာလိုကတော့ဒီ COPD ရဲ့အဓိက safety တွေကတော့ဒီ overspeed trip ပေါ့တင်မှတ်ထားတာပုံမြန်ရင်စက်ကိုရက်မယ် low loop oil pressure trip ကကြတော့ဒီ loop oil pressure နေတော့ရင်ဆက်ရက်မယ် high exhaust back pressure trip ကကြတော့ဒီ exhaust fan မှာ exhaust side မှာဒီ fair တွေအရင်များလာရင်ကောက်ခဲ့ပေးမယ်ဒီ emergency stop ကကြတော့အရေးပေါ်အခြေအနေမှာလက်နဲ့ပိတ်ဖို့ဖြစ်ပါတယ်ဒီဘိုင်းကတော့ IG system အပိုင်းပေါ့ inner gas system ပေါ့interviewer ကဘယ်လိုမေးမယ်ဆိုတော့ဒီ what is the purpose of IG system inner gas system ပေါ့အဲ့ဒါဆိုရင်ပြင်မဲ့လူက the main purpose of the inner gas system is to prevent fire or explosion in the cargo tanks by replacing the air with gas that has a low oxygen content ဒီမြန်မာလိုကတော့အဓိကဒီ to prevent fire or explosion ကိုအဓိကပေါင်းဖြစ်နေဖို့လိုပါတယ်ဒီမြန်မာလိုကတော့ဒီ inner gas system ရဲ့အဓိကရွေးချက်ကတော့ဒီ cargo tank တွေမှာမီးလောင်တာဒါမှမဟုတ်ရင်ပေါက်ကွဲတောင်မဖြစ်အောင်ဒီအထဲမှာအောက်ဆီဂျင်ကိုဖိထုတ်ပြီးတော့အောက်ဆီဂျင်ပမာဏနေတဲ့ဒီ gas တွေနဲ့အစားထိုးဖြစ်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်ဖော်ပြခဲ့တဲ့ဟာတွေကတော့ဒီ engine ဘိုင်းကဒီညီကိုတွေအတွက်ပေါ့ဒီကဒီတန်ကာသင်္ဘောတွေမှာengine room watch keeping နဲ့ပတ်သက်ပြီးတော့နည်းနည်းတီးထိုက်တဲ့ဒီဘူဒရာလေးတွေကိုကျွန်တော်တူတူနဲ့လူရင်းပေါ့အဲ့ဒါဖော်ပြခဲ့တာဖြစ်ပါတယ်။ Now interview တစ်ခုလုံးဝဆိုတော့ဒီ safety အပိုင်းတွေလည်းပါပါသေးတယ်။အဲ့ဒါလေးတွေကတော့လေ့လာရပါမှာ။အခုကကျွန်တော်ကဒီ engine room မှာနည်းနည်းလိုအပ်တဲ့ဟာလေးတွေအဓိကဒီ main point လေးတွေကိုကျွန်တော်ဖော်ပြခဲ့တာဖြစ်ပါတယ်။အားလုံးအဆင်ပြေကြပါစေဗျာ interview တွေ